ဘာဖြစ်လို့ဆင်းရဲသူတွေအတွက်ကုန်ကျစရိတ်ကပိုပြီးတော့များလဲဆိုတော့ကျွန်တော်ရှင်းပြမယ်တကယ်တမ်းကျတော့ဆင်းရဲတာချမ်းသာတာထက်ကိုပိုပြီးတော့ကုန်ကျစရိတ်ပိုများတယ်မှန်တယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဆင်းရဲသူတွေကကျွန်တော်ပတ်စံနည်းပဲသုံးတဲ့အတွက်ကုန်ကျစရိတ်နေရပါဗျာဒါပေမဲ့တေချာစဉ်းစားကြည့်မယ်ဆိုရှင်ဥပမာတစ်ခုပြမယ်နော်ကျွန်တော်လူနှစ်ယောက်စဉ်းစားကြည့်တစ်ယောက်မှာကျတော့စုဆောင်ထားတဲ့ပတ်စံအနှဲငယ်ရှိတယ်ပဲဆိုကြပါစို့နောက်တစ်ယောက်မှာပတ်စံလုံးဝမရှိဘူးအဲ့ဒီလူနှစ်ယောက်မှာခုမှငွေကြီးနဲ့ဆိုင်တဲ့ပြဿနာတစ်ခုပေါ်ပေါက်လာတယ်ဖုန်းပြတ်သွားတာပဲဖြစ်ဖြစ်ဆိုင်ကယ်တို့ကားတို့ပြင်မှုပျက်စီးသွားတာဖြစ်ဖြစ်အဲ့လိုပေါ်ပေါက်လာတဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ကပတ်စံမရှိတဲ့သူကငွေကြီးကိုချီးပြီးတော့ဝယ်ယူရမယ်ဒီပြဿနာကိုဖြေရှင်းတော့ငွေကြီးချီးရမယ်အဲ့ခါကြလို့ရှိရင်ကျွန်တော်အတိုးနှုန်းတွေပါရှိတယ်အဲ့ကုန်ကျစရိတ်က1000ဆိုလို့ရှိရင်ချီးတဲ့အတိုးနှုန်းတွေပါနဲ့တွက်မယ်ဆိုလို့ရှိရင်ကုန်ကျစရိတ်က2000 3000လောက်ဖြစ်သွားနိုင်တယ်နောက်တစ်ခုစဉ်းစားကြည့်အောင်ဗျာကျွန်တော်တို့ဖက်နှက်တွေပါဒီပဲဝယ်စီးတယ်ပဲဆိုကြပါစို့ဖက်နှက်ကကျွန်တော်တို့ ultra luxury တွေပါကျွန်တော်တို့ပြောချင်တာမဟုတ်ဘူးအဲ့တော့ကောင်းတဲ့ဖက်နှက်တရံလောက်ဝယ်စီးမယ်ဆိုရင်ကျွန်တော်တို့3000လောက်ပေါ့ဗျာအဲ့လောက်တန်ဖက်နှက်ဝယ်စီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ6လတစ်နှစ်လောက်စီးရမယ်ဒါပေမဲ့ကျွန်တော်တို့ကပတ်စံမရှိတဲ့အတွက်ကြောင့်1000ဝယ်တဲ့2000နဲ့ဝယ်စီးမယ်ဆိုလို့ရှိရင်တစ်လအတွင်းမှာ300ပြတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ4000ဝယ်လောက်ပေးရမယ်အဲ့ကြောင့်မို့ဆင်းရဲတဲ့သူတွေကပို့ပြီးတော့ဈေးကြီးပေးနေရတယ်အစားတောက်ဆိုလည်းအဲ့လိုပဲဆင်းရဲတဲ့သူတွေကကြတော့ကျွန်တော်တို့ပတ်စံရှိနေတဲ့သူတွေကိုတန့်စင်လက်ဆက်တဲ့အစားအစာတွေမစားနိုင်တဲ့အတွက်ကြောင့်ခဏတာမှာတော့သူတို့တွေဒီစားဖို့တောက်ဖို့အဆင်ပြေနိုင်နေပေမဲ့ကျွန်တော်တို့စေကန်းသွားရတာတို့အဲ့လိုကုန်ကြစည်တွေရှိနိုင်တဲ့အခါမှာကျွန်တော်တို့ကချမ်းသာတဲ့သူတွေထက်ရေးရှင်းမှဆိုရင်သူတို့ကပို့ပြီးတော့ငွေကြေးတွေကိုအသုံးချနေရတယ်။ဥပမာကျွန်တော်တို့အားလုံးသူတွေသုံးနေကြတဲ့ smartphone တွေဆိုလဲကျွန်တော်တို့ကြည့်ရင်သိနိုင်တယ်။ budget smartphone တွေဆိုကျွန်တော်တို့အများဆုံးသုံးရဗျာတစ်နှစ်နှစ်နှစ်ပြီးလို့ရှိရင်ကျွန်တော်တို့လေးသွားတယ်ပြီးလို့ရှိရင်သုံးလို့မရတော့ဘူးအဲ့တော့ကျွန်တော်တို့ကဆင်းရဲသူဖြစ်တဲ့ကြောင့် smartphone မှာလည်း10သိန်း15သိန်းလောက် invest မလုပ်နိုင်ဘူးအဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ပို့ပြီးတော့ကုန်ကျစရိတ်ပိုများတယ်ဘာဖြစ်လို့ဆိုတော့2နှစ်တစ်ခါ3နှစ်တစ်ခါဖုန်းတွေကိုလဲနေရလို့အဲ့တော့ဆင်းရဲသူတွေကချမ်းသာတဲ့သူတွေထက်ကိုပို့ပြီးတော့ကုန်ကျစရိတ်ပိုများတယ်ပေါ့ဗျာဆင်းရဲတာကပို့ပြီးတော့ဈေးကြီးရဆင်းရဲရအဲ့တော့ကိုဆင်းရဲလို့ဈေးပေါ်တယ်မထင်နဲ့ဗျာဈေးကြီးရဆင်းရဲရဈေးကြီးရ